အားလုံးပဲမင်္ဂလာပါအမကဒီနေ့ပေါ့နော်ဒီဥယျာဉ်တို့ရောက်နေရတာဥယျာဉ်တို့ကဒီအသားငါးဈေးတက်တာပေါ့နော်ဈေးတက်တာဆိုအဓိကပဇွန်ပေါ့ပဇွန်နဲ့စက်သားလာဝယ်တာပေါ့အဲ့တော့ပဇွန်ရဲ့စက်သားရဲ့အဲ့နှစ်မျိုးဝယ်ထားလိုက်လို့ရှိရင်တကယ်ကိုနှစ်ပတ်သုံးပတ်အေးစီစားလို့ရတယ်ပေါ့နော်အဲ့ကြောင့်မို့လို့တကယ်လို့ကိုကဒီမြန်မာဒီဆိုင်နေပေါ့နော်ဆိုင်နေနည်းနည်းဝေးလို့မသွားနိုင်ဘူးပေါ့ဥပမာဆိုလို့ရှိရင်တခါထားတော့ဘဘလိုနေရာမျိုးမသွားနိုင်တဲ့သူတွေပါဆိုလို့ရှိရင်ဒီဥဝဲနိုမှာပေါ့နော်ဈေးသက်တာတဲ့နေရာတွေရှိတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဒီကလေးလာဝယ်ချင်လို့ရှိရင်လာဝယ်လို့ရတယ်ပေါ့နော်တော့ဈေးသွားဝယ်ကြပါမယ်တူတူလိုက်ခဲ့ကြပါဒီဈေးကတော့ပေါ့နော်အမြဲတမ်းစီကားနေရပါပဲပြီးတော့ဒီနိုင်ငံခြားသားတွေလည်းအများကြီးရှိပြီးတော့ blogger တွေလည်းအများကြီးတွေ့ရပါတော့ဒီဂိုးတောင်းဝီတုံးကဆိုလို့ရှိရင်တကယ်တိုးလို့ကိုမပေါက်ဘူးလာတော့ပါတော့ဈေးလာဝယ်တော့အခုတော့လူနည်းနည်းရှင်းနေပြီပေါ့နော်အပေါ်ဘက်ဒီအတန်းမှာလည်းဈေးသက်တာလည်းဆိုရပဲပေါ့နော်ဒီချိခဒီမြေအောက်ဘက်မှာရောင်းတဲ့ဆိုင်တွေကပို့ပြီးတော့ဈေးသက်တာလို့ပေါ့နော်ဒီအောက်ဘက်ကိုတောင်းဝယ်မယ်ပေါ့နော်အခုကအဓိကလာဝယ်တာကတော့ပဇွန်ပေါ့ပဇွန်အဓိကလာဝယ်တာပါပြီးတော့သူကအစုံတနေရာရဲ့အကုန်ရတယ်ပေါ့နော်ငရုတ်တီးစိမ်းတို့ပြီးတော့ခါကျတော့တင်မော်တီတို့ပေါ့နော်ပြီးတော့ဈေးလည်းအရင်မကြည့်ဘူးပေါ့နော်အဲ့တော့ပဇွန်ဝယ်မဲ့နေရာကိုရောက်ပြီပေါ့နော်သူကဒီမှာနှစ်ပန်းကိုသူက2000ပေါ့နော်2000ကိုသူက1500နဲ့ရမယ်ပေါ့နော်ဒီဘက်ကပဇွန်နေပေါ့နော်ပြီးတော့ဟိုဘက်က1800တောင်နဲ့1500နဲ့ရမယ်လို့ပြောတယ်ပေါ့နော်အမတို့ကတော့ဒီ1800တဲ့အတန်းဒီအပန်းကိုပဲ1500နဲ့ယူတယ်ပေါ့နော်အမကတပန်းပြီးတော့အမနဲ့တူလိုက်လာတဲ့အမတင်ငယ်ချင်းတပန်းပေါ့နော်အဲ့တော့ဒီဘက်ကပဇွန်နဲ့တန်နေပေါ့နော်ဒီဘက်ကနည်းနည်းသေးလို့ဆိုပြီးဟိုဘက်ကကြီးတာကိုယူလိုက်တာပေါ့ဒီဘက်ကပဇွန်သေးလေးဆိုလဲတန်နေပေါ့နော်နောက်ပြီးတော့အဲ့ဒီနားလေးမှာပဲပေါ့နော်နောက်ထပ်ကြက်သားဝယ်မယ်ပေါ့ကြက်သားကဒီတစ်ခုလုံးမှာ900ပေါ့နော်ကြက်တစ်ကောင်လုံးသူကလုပ်ပြီးအမွှေးတွေပဲလည်းအကုန်နှုတ်ပေးပြီးသားပေါ့နော်အဲ့ဒါတစ်ခုဝယ်ခဲ့ပါတယ်အဲ့တော့ကျန်တာရတော့ဒီမှာအများကြီးရှိရပေါ့နော်တရက်တီးတို့ပြီးတော့ဒီမှာအုံးရင်တောက်ချင်တဲ့သူတွေပိုင်းလည်းပြောလဲရှိရတော့အကုန်လုပ်ပြီးသားပေါ့နော်400ပေါ့တစ်ခုခါတော့ဝယ်တောက်ခွေတကယ်ရတာလည်းရှိရပေါ့နော်ငုတ်သီးစိမ်းတွေပါတယ်ပြီးတော့ကျန်တဲ့အားတွေလည်းအကုန်ရှိရပေါ့နော်ဒီမှာလေအဲ့တော့မကတော့ဒီဈေးကငကိုတွေကအရင်တော့နမေကြီးပြီးသားပေါ့နော်တီးရသူလည်းများတယ်ပေါ့အဲ့တော့အဓိကတော့ဒီမှာအသားအောက်ထပ်မှာပေါ့နော်အသားတွေကပို့ပြီးတော့ဈေးသက်တာတယ်ဆိုတော့ပြောပြချင်တာပါပြီးတော့အသီးပေါ့နော်အသီးလည်းတော်လေးဈေးသက်တာပါတယ်အမကဒီဗီဒီယိုမရိုက်ခဲ့ရလို့ဒါကိုကမတော်မွေတော့လေအဲ့တော့ဘယ်လိုဈေးသက်တာလဲဆိုတဲ့အခါကျတော့အမတို့ပုံမှန်ဝယ်လို့ရှိရင်ဒီစူပါဒီမှာဆိုလို့ရှိရင်ပန်တီတစ်လုံးကို200 300ရှိရပါတော့သူ့မှာဆိုလို့ရှိရင်6လုံး9လုံးမှာ1000လို့အဲ့လိုမျိုးပေါ့နော်တော်တော်လေးကိုဈေးသက်တာပါတယ်အဲ့တော့အတီးအရွက်ကြိုက်တဲ့သူပေါ့နော်အတီးရွက်ကြိုက်တဲ့သူတို့ပြီးတော့ကကြတော့ဒီပင်လယ်စာကြိုက်တဲ့သူတွေပါဆိုလို့ရှိရင်တော့အဝဲနုံမှာသွားဝယ်လို့ရှိရင်တော်တော်တန်နေပေါ့နော်ပြန်ပါပြီအခုဝယ်လာတာကနန်းကြရီရယ်ပဇွန်ရယ်ပြီးတော့ကြက်သား900ရယ်ပါဘိုင်ဘိုင်ဒီရွက်တွေကတော့ငွေတော့ပါဘူးဘာဖြစ်လဲဆိုတော့အိမ်သားမှာရှိတဲ့ဒီစိုက်ခင်းကနေဝယ်ထားလို့ပါအရင်စီသက်တာအိမ်သားရှေ့စိုက်ခင်းကိုလည်းရိုက်ပြလိုက်စိုက်ခင်းအောင်အပြင်အားရိုက်ပြမယ်ပြန်มาတော့မယ်ရောဒီမှာဈေးရန်တက်တာလို့ပေါ့နော်တကယ်လို့နီးရက်တွေဆိုရင်တော့ဒီမှာလာဝယ်တင်တယ်ပေါ့ဝေးရက်တွေဆိုရင်လည်းတစ်လားတစ်ခါလောက်ပဲဖြစ်ဖြစ်ချွေတာခြင်းလို့ရှိရင်ဒီမှာလာဝယ်ဈေးလာဝယ်လို့ရပါတယ်